ကဲလက်ရှိနှစ်စန်းတရက်နေ့အခြေအနေကတော့အထုတ်ဆွဲပြီးတော့လမ်းလျှောက်နေပါတယ်ခင်ဗျာကျွန်တော်လမ်းလျှောက်တဲ့ကိစ္စကတော့ထူးထူးတော့မဟုတ်ဘူးပေါ့နော်အခုဖြာပုံချောင်းဝါနေပြန်လာပြီးတော့အမှကားနောက်နေ့တွေလဲတွားအောင်မှာဆိုကားတွက်စစ်တာပြီးတော့ပါပါတယ်မဖြတ်ပါဘူးပါတယ်ဒီမှာပါတယ်ဒီမှာပါတယ်ထိတ်ရိုက်ထားတယ်အဲ့တော့အခုဖြာပုံချောင်းဝါနေမနက်ကကားမောင်းလာပြီးတော့အခုတော့ကားကိုစစ်တဲ့စီကလာယူတော့ကျွန်တော်တို့လမ်းလျှောက်နေရပါတယ်ဟိုတယ်ရောက်ပြီအားလုံးပဲနေ့တစ်မှာကျမရှင်လန်းစွာဖြစ်နေ့ရက်တိုင်းကိုအကောင်းဆုံးဖြတ်တန်းနိုင်ကြပါစေမိသားစုတွေအားလုံးကျမကြပါစေတတား